ရုပ်ရှင်ဇာတ်လမ်းသည်ကာဒမ်စစ်တီတွင်စတင်သည်ဘီလီယံနာဘရုစ်ဝိန်းသည်ပါတီပွဲတစ်ခုသို့ရောက်ရှိလာပြီးသူ၏ရောက်ရှိမှုကိုလူများအံ့အားသင့်ကြသည်ဘရုစ်သည်သူ၏နှစ်ချက်မှတဆင့်သူ၏အုပ်ဆိုးသူဝါဖရစ်နှင့်စကားပြောနေစဉ်အော်ဖရစ်ကမှုခင်းဟူ၍မရှိကြောင်းပြောသည်ဆာဝနခေအိုသည်အဆောက်အဦအတွင်းသို့ဝင်ရောက်လာပြီးအော်ဖရစ်ကသူမသည်တစ်နှစ်ကျော်ကြာမှုခင်းတွင်မပါဝင်တော့ကြောင်းပြောသည်နိုင်ဖွင့်သည်မူရစ်စေးအပိုးယူတစ်ခုကိုဖျက်ဆီးရင်းလူဆိုးအချို့နှင့်ရန်ဖြစ်နေသည်ဘရုစ်ကသူသည်ဆာဝနနှင့်စကားပြောမည်ဟုပြောသည်ဘရုစ်သည်ဆာဝနထံသို့သွားပြီးနေထိုင်ကောင်းမွန်ပါသလားဟုမေးမြန်းသည်ဘရုစ်တငယ်ချင်းဟောင်းသောမဇယ်လျက်သည်သူတို့ထံသို့လာရောက်ပြီးဘရုစ်ကငယ်စဉ်ကတည်းကသူတို့သည်ခွဲခွာ၍မရဖြစ်နေခဲ့ကြောင်းပြောသည်သူတို့သည်အရက်တောက်ရန်ဆုံးဖြတ်ကြတော့လဲအော်ဖရစ်ကဘရုစ်အားဘယ်မှကလေးတဦးကိုပြန်ပေးဆွဲထားကြောင်းအသိပေးလိုက်သည်ဘရုစ်သည်ခွင်တောင်းကထွက်ခွာသွားပြီးဆာဝနာမျက်လုံးများကတစ်ဖြက်ဖြက်တောက်လျက်စားတို့လက်ခံရရှိသည်ဘရုစ်သည်ကားထဲသို့ဝင်ပြီးဘက်မန်အဝတ်စားသို့ပြောင်းလဲကဘိမ်းမှကလေးကိုထိမ့်သိမ်းထားသည့်စက်မှုဆောင်ရှိသို့တွားရောက်သည်မြို့တော်ဝန်ဂေါ်ဒန်သည်ရွှေငွေကိုဆက်ရုပ်ပေါ်တင်ကအဆောက်အဦအတွင်းသို့ပို့လွှတ်လိုက်သည်ဘက်မန်သည်အဆောက်အဦအတွင်းသို့ဝင်ရောက်ကအဆောင်အချို့ကိုရိုက်နှက်လိုက်သည်သူသည်ကလေးကိုကယ်တင်လိုက်တော့လဲဘိမ်းပေါ်ထွက်လာကသူ့အားတိုက်ခိုက်လာသည်ခိုက်ရန်ဖြစ်ပွားရဘက်မန်သည်ဘိန်းမူရစ်တမွေပို့လွတ်သည့်ပိုက်လိုင်းများကိုဖျက်တောက်ရန်သူ၏လက်နက်ကိုအသုံးပြုလိုက်သည်ဘိန်းသည်တက်လိုက်သွားကကျမ်းပြင်ပေါ်သို့လဲကျသွားသည်ဘက်မန်ကကလေးအားမိဘများသည်အပြင်ဘက်တွင်စောင့်ဆိုင်းနေကြောင်းပြောပြသည်လက်ဒီရှာကသည်အရေးထဲမှပေါ်ထွက်လာကလှုပ်ဝက်လူသက်သမားများအဖွဲ့သည်ဗျမ်းပရာဖြစ်နေကြောင်းပြောသည်သူမကမတိသူတဦးသည်ထိုရောထွေးမှုအတွင်း Lazarus Pit ကိုအသုံးပြုခဲ့ကြောင်းပြောပြီးဘက်မန်အားအကြောင်းတစုံတရာတိမတိမေးမြန်းသည်ဘက်မန်ကသူစုံစမ်းစစ်ဆေးမည်ဟုပြောသည်ဂေါ်ဒန်ဝင်ရောက်လာကရွှေငွေပျောက်ဆုံးနေပြီးခဲကုန်းမပြတင်းပေါက်မှတဆင့်ထွက်ပြေးလွှဲပြောင်းယူသွားသည်ကိုတွေ့ရှိရသည်ဘက်မန်သည်ရွှေငွေယူဆောင်ပြီးထွက်ပြေးနေသည့်ခဲကူမန်ကိုမြို့တလျှောက်လိုက်ဖမ်းသည်သူမသည်ရွေ့လျားနေသည့်ယထာပေါ်သို့ခုန်တက်သွားပြီးဘက်မန်သည်ကျိုးများဖြင့်သူမနောက်ကိုလိုက်သည့်ဟော့ရှ်အမည်ရှိထူးဆန်းသူတဦးကတနက်ဖြစ်ပြေး၍ကျိုးကိုဖျက်ကဘက်မန်ကိုအမြင့်မှကျဆင်းစေသည်သူသည်ကျမ်းပြင်ပေါ်သို့ပြင်းထန်စွာထိခိုက်ဒဏ်ရာရပြီးလဲကျသွားကသတိလစ်သွားသည်လူအချို့ကဘက်မန်ကိုဝိုင်းရန်ကသူ၏မျက်နှာဖုံးကိုဖယ်ရှားရန်ကြိုးစားတော်လဲတက်လိုက်သွားကြသည်ခဲကူမန်ရောက်ရှိလာကသူတို့အားဘက်မန်ကိုမနှောက်ယှက်ရန်ပြောသည်သူမကိုသူတို့တိုက်ခိုက်ကြတော့လဲသူမကသူတို့ကိုရိုက်နှက်လိုက်ပြီးဘက်ကိုရောက်ရှိလာသည်သူမကထိုလူများကိုအနိုင်ယူလိုက်သည်